ကဘာပြက်ပြီးနောက်ပိုင်းလူသားတွေဟာအရင်းမြစ်တွေအတွက်တိုက်ခိုက်နေရတဲ့ခေတ်ဆိုးကြီးထဲမှာပေါ့ကံကောင်းတဲ့ပစ္စည်းပို့သမားတစ်ယောက်ဟာဒီပဋိပက္ခတွေနဲ့ဝေးရမှာအေးအေးဆေးဆေးနေထိုင်ခွင့်ရမယ့်အခွင့်အရေးတစ်ခုရလာပါတယ်ဒါပေမဲ့အဲ့ဒီအခွင့်အရေးကိုရဖို့ဆိုရင်သူဟာမဖြစ်နိုင်လောက်တဲ့အန္တရာယ်ရှိတဲ့မစ်ရှင်တစ်ခုကိုအသက်ရှင်အောင်ဖျက်ကျော်ရပါမယ်လွန်ခဲ့တဲ့အနှစ်20ကကဘာကြီးတစ်ခုလုံးပျက်စီးသွားခဲ့တဲ့ကွန်ပျူတာတွေအကုန်ပြက်လျှက်စစ်မီးတွေပြက်ပြီးအင်တာနက်လည်းမရှိတော့ဘူးမြို့ကြီးတွေကသူတို့လူတွေကိုကာကွယ်ဖို့တတိုင်းတွေအခိုင်အမာခတ်လိုက်ကြပြီးရာဇဝတ်ကောင်တွေကိုတော့အပြင်ဘက်ကိုမောင်းထုတ်လိုက်ကြတယ်အဲ့ဒီတတိုင်းပြင်ဘက်မှာမြို့တစ်မြို့ကနေတစ်မြို့ကိုအဖိုးတန်ပစ္စည်းတွေပို့ဆောင်ပေးရတဲ့မောက်မဲလို့ခေါ်တဲ့ပစ္စည်းပို့သမားတွေပေါ်ပေါက်လာတယ်သူတို့ဟာပစ္စည်းတွေဘေးကင်းကင်းနဲ့ပိုင်ရှင်လက်ထဲရောက်ဖို့အသက်နဲ့ရင်းပြီးသွားကြရတာပါဂျုံဟာအဲ့ဒီလိုပစ္စည်းပို့သမားတစ်ယောက်ဖြစ်ပြီးသူ့ရဲ့အချစ်တော်က Evelyn နဲ့အတူပစ္စည်းတွေအလူမခံရအောင်အမြဲတိုက်ခိုက်နေရသူပါတနေ့မှာသူဟာဈေးဝယ်စင်တာတစ်ခုထဲရောက်နေတော့ဓာပြတွေရဲ့ဝိုင်းရံခြင်းကိုခံလိုက်ရပါတယ်ဒါပေမဲ့တကူတော်ကျင်လည်လာတဲ့အနှစ်20အတွေ့အကြုံကြောင့်ဂျိုဟန်ဟာသူ့ရဲ့လက်နက်တွေကိုတုံးပြီးရန်သူတွေကိုအပြတ်ရှင်းနိုင်ခဲ့တယ်ပစ္စည်းပို့ပြီးလို့အခကြေးငွေအဖြစ်ခဲယမ်းနဲ့အစားအသောက်တွေရတော့သူဟာဆန်ဖရန်စစ္စကိုမြို့ကိုဦးတည်ပြီးနောက်ထပ်ခရီးတစ်ခုဆက်ခဲ့ပြန်ပါတယ်ဂျုံဟာဆန်ဖရန်စစ္စကိုကိုရောက်တဲ့အခါမြို့ရဲ့အကြီးအကဲ Raven နဲ့တွေ့ခွင့်ရခဲ့တယ်Raven ကသူ့ကိုချက်ခတ်ကမြို့ကနေပစ္စည်းတစ်ခုသွားယူပေးဖို့ခိုင်းပါတယ်။အဲ့ဒီလမ်းကအရန်အန္တရာယ်များပေမဲ့အောင်မြင်ရင်တော့ဂျုံတယောက်ဆန်ဖရန်စစ္စကိုမြို့ထဲမှာအခြေချနေထိုင်ခွင့်ရမှာပါ။တတိုင်းအတွင်းမှာလူတွေဟာကဘာမပြတ်ခင်ကလိုပဲပျော်ပျော်ရွှင်ရွှင်နေထိုင်နေကြတာကိုမြင်တော့ဂျုံဟာဒီမစ်ရှင်ကိုလက်ခံလိုက်ပါတယ်။ဒါပေမဲ့သူ့မှာအချိန်30ရက်ပဲရှိပါတယ်။